Welcome back အားလုံးမင်္ဂလာပါကျွန်တော်ကတော့နေလမဲဖြစ်ပါတယ်ဒီနေ့ view လေးမှာတော့1999 in the forest ဆိုတဲ့ game ဆော့မယ်အဲ့တော့စလိုက်အောင် let's go ပထမဆုံးအနေနဲ့ကတော့ကျွန်တော် chest လေးရေးလိုက်ဖွင့်ပါမယ်အဲ့တော့ဒီ chest ထဲမှာဘာလေးရှိမလဲကောင်းကောင်းလေးရှိမလားမသိဘူး Let's go oh spear ရှိရမစိုးဘူးနော် spear လေးကကောင်းတယ်အဲ့တော့ကျွန်တော်တို့ဟိုဘက်ချမ်းမှာရှိရမျှော်သေးတော့ပဲဒီမျှော်သေးကကျွန်တော်မှာ O flashlight တွေရှိရမှာနော်အဲ့ဒါမလို့ဖြစ်တယ်အဲ့တော့ဟိုဘက်ချမ်းမှာကျွန်တော် chest ရှိမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ airport တက်ကြည့်မယ် Oh chest တွေပြီးတော့ကျွန်တော်ဖောက်ကြည့်ကြရအောင်ရမလဲဘာရမလဲအိုးဘန်တိတ်ရတယ်ဗျတော်တော်လေးတော့မိုက်တယ်အဲ့တော့ကျွန်တော်တို့ခိုးလေးလိုက်ပြီ Okay ပြီးတော့ကျွန်တော်တို့တပင်းနေရာတွေကိုကျွန်တော်တို့ short သွားကြည့်ကြရအောင် chest ဖွင့်မယ် let's go အဲ့တော့အခုတစ်ခါကျွန်တော် chest ဖွင့်မယ်ဘာရမလဲ Yo goose နဲ့ရတယ်ကောင်းတယ်မစိုးပြောရမလားပေါ့နော်အဲ့တော့ဒီကအသားလေးပဲကျွန်တော်တို့တစ်ခါလေးမှားသွားလိုက်တော့မယ်ညလဲရောက်ပြီဆိုတော့ကျွန်တော်အင်ဂျင်မုန်းလောက်လိုက်တယ်ဒါပေမဲ့စိတ်ပြောင်းသွားပြီးတော့ကျွန်တော်ဒီညday 1 match ရှိသေးရဆိုတော့ကျွန်တော်ရှောက်သွားပြီးတော့ပေါ့နော် chest တွေလိုက်ဖွင့်မယ်ဆိုကျွန်တော်မဖွင့်ရသေးရဲ့ chest တွေရှိရဲ့အိမ်ကိုသွားပြီးကျွန်တော်ဖွင့်ခဲ့ပါဒီနောက်အနေနဲ့မှောင်နေတဲ့အတွက်အားလုံးကိုတောင်းပါတယ် Okay ဖွင့်တော့ကျွန်တော်ဘန်လေးရတယ်နောက်ထပ် chest တစ်ခုထပ်ဖွင့်တယ်ပေါ့ကျွန်တော်ကောင်เนี่ยကလေးတစ်ခုတော့တယောက်တော့ကဲပူးရပြတော်တော်ကျန်းတယ်တယောက်ကရှောနေပြီ Okay ကျွန်တော် refiner နဲ့ refiner အမွန်ရတယ်ဆိုတော့မစိုးပြောမလားပေါ့နော် day 2လို့ရောက်ပါပြီခင်ဗျာအဲ့တော့ကျွန်တော်အဲ့ဘဲကိုသွားခဲ့ရအောင် let's go ကျွန်တော် day 2 ထင်တာပြ day 4 ရောက်နေပြီကလေးတယောက်လည်းကေပွဲကလေးတစ်ခုလေးရှိဆို Oh my god ဒီဒါ new 5O ကြီးလားမသိဘူး Oh my god ကျွန်တော် Minecraft တရားလို့ပဲ 5O လေးရှိခဲ့ပြ99 in the forest ပါလေဒါတော့99 in the forest part 2လို့ပြောမလားပေါ့နော်အဲ့တော့အဲ့ဘေးကထွက်သွားပြီလားအဲ့ဟုတ်တယ်ဟာထွက်သွားပြီ no ဘာလို့သူတို့တရားတက်ထွက်တာ What the fuck တပိုင်းတော့မိုင်းဘက်ကိုထားနေလား Oh my just let's go ဘာကောင်းလဲတော့ရောက်တိတ်ပြီအေးကောင်းလေOh my god ကျွန်တော်အကောင့်တစ်ချက်ကြိုက်တယ်တခါတိုးတက်တော့ရောက်ရတယ်ဟဲ့ရောက်ဒီကောင်နေရှယ်ချမ်းတာပဲအဲ့ဒါနဲ့ပဲကျွန်တော်လေးပေါ့နော်ကျွန်တော်ရဲ့တကယ်ချင်းတယောက်နဲ့ကျွန်တော်မနေ့လုံးဝချုံးကန်ပြီးချပြီးဝဲနောက်မှာတော့အဲ့ကောင်နဲ့အကုန်လုံးတည်သွားခဲ့ပါလေဟောကျွန်တော်တကယ်ချင်းကိုလည်းကျွန်တော်ဖန်တီတွေနဲ့ကဲပေးလိုက်တယ်ပေါ့ဗျာ Okay ရော့ဝါအကောင်ရဲ့ဖန်တီမှာကျွန်တော်ကြည့်လိုက်တယ် Okay အဲ့တော့ကျွန်တော် chest ဖွင့်တော့ပေါ့နော်အဲ့တော့ let's go chest ဖွင့်ကြရအောင်ကျွန်တော်ဒီကဘာရမလဲမသိဘူး let's go ဘာရမလဲဟာဘာကြီးတော့ lava mine ကျွန်တော်တို့ပြော lava mine ထဲထိုင်းနေရပါတော့ခွေမစိုးပါ what the fuck ဒါမှဒါမျက်လုံးလေးဟာမိုက်တယ်ရောလှရတယ်ကျွန်တော်မျက်လုံးလေးကအေးဟိုကကီမီကိုထွက်လာတာအဲ့ဒီကပီအဲ့တော့ကျွန်တော်အိမ်တော့ရောက်နေပါတော့ညဘက်တော့ရောက်တော့မယ်ဆိုကျွန်တော်အိမ်ကိုပဲပြန်လိုက်တော့မယ်ဘေးနာစတန်နီဆူနေမှုကြောင့်အားလုံးတောင်းပါပြအဲ့တော့ကျွန်တော်နောက်ထပ်ကျွန်တော် chest တစ်ခုထပ်ဖွင့်တယ် chest တစ်ခုထပ်ဖွင့်တော့ကျွန်တော် speed ရတယ်ကျွန်တော်မှရှိပြီးသားဆိုကျွန်တော်မဖွင့်တော့ဘူးကျွန်တော်အခုကြည့်ရ day 4နဲ့ကျွန်တော်အောက်က accessory တော်တော်စုံနေပြီလို့ပြောရမလားပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာတစ်ပင်လေးလိုက်ခုတ်တယ်ပေါ့တသားနေရလို့ဖို့အတွက်ကတော့ကျွန်တော်တစ်ပင်ခုတ်ဖို့လိုပါတယ်အဲ့တော့ကျွန်တော်တစ်ပင်လေးခုတ်လိုက်ပါအောင်မယ် okay ဖိုင်ရဲစာပင်နေပြီဆိုတော့ကျွန်တော် blueberry လေးစားလိုက်မယ် let's go အဲ့တော့ကျွန်တော်တစ်ပင်လေးနည်းနည်းပါခုတ်လိုက်အောင်မယ်ပေါ့ဗျာကျွန်တော်တစ်ပင်ကုန်းနေတော့ brother တို့ကျွန်တော် process တူရှိပါအဲ့ဒါကတော့ကျွန်တော်ရဲ့ channel ကအခုဆိုရင်တော့ကျွန်တော် subscriber 1.2k ပြည့်တော့မှာဖြစ်ပါတယ်အဲ့တော့ 1.2k ပြည့်ဖို့အတွက်အားလုံးပဲ subscribe လေးနှိပ်ပေးကြပါအားလုံးတောင်းဆိုချင်ပါတယ် okay အဲ့တော့ကျွန်တော်ညဘက်လေးရောက်နေပြီဆိုတော့ကျွန်တော်အမှတစ်တိုင်းတင်လိုက်တယ်ဘောကကျွန်တော် new file မှာကျွန်တော်မဖွင့်ရသေးတဲ့ chest ရှိရဲဆိုတော့ကျွန်တော်တောက်ဖွင့်မှာဖြစ်ပါတယ်နေရာကြီးရှင်တယ်ဒီတာဝါတိုင်းလားမသိအဲ့တာဝါတိုင်းပေါ့တက်ကပါလားအကောင့်လေးရှိရတော့ကျွန်တော်လက်နော် Oh my god အိုးဒီနားမှာဟိုခုံးလေးရတယ်ပေါ့ကွာ let's go chest ရှိတယ် let's go ကောင်းနေဘာရမလဲမသိကောင်းလေးပြီးကွာဟိုလာမိုင်းတို့ဘာလို့မလုပ်နေဟာ cross bro ကျွန်တော်မှရှိတယ်လေ cross bro ရပကြိုက်ဘူးအိုးကောင်းနေကျွန်တော် Minecraft ပကွာ pro ဖြစ်တယ်လို့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ tower ပေါ်တက်ရမှာအိုးဒီ tower ပေါ်ကကျွန်တော်အဲ့လက်ထက်အကောင့်လေးရှိမှနေနေအဲ့တော့ကျွန်တော်တက်ကြည့်ကြရအောင်ဘာကောင်းရှိမလဲမသိညဘက်လည်းရောက်တော့မယ်ဆိုတော့ကျွန်တော်မမေးတက်မလေးပစ္စည်းယူကြရအောင်ယောဟိုတက်အိုးတော့မရှိတယ်ဟာရှိချာအေး repeat ဘယ်ရောက်စပီရှောတူတူရှောအိုးကန်ကောင်းနေဘရတာတို့ကြီးဒီကန်ကောင်းတော့ကျွန်တော်ဘိုင်းလေးတွေပို့ရှိနေလို့မြန်ပြေးမှရောက်တော့မယ်ရောက်ကြီးညဘက်လေးရောက်နေပြီဆိုဟိုကောင်းနေလာလို့ရှိရင်ကျွန်တော်ရှုံးမယ်ဗျတော့ school ပဲပြေးကြမယ်Okay ကျွန်တော်တို့ခုကတော့ကျွန်တော်တို့ရဲ့ base ကိုရောက်ရှိပါပြီကျွန်တော်တို့ base မှာတော့အိုးဒီဘက် go back ဆောက်ဝါလို့ပြောနေတာပါတဲ့ငါစိတ်ညစ်တယ်အဲ့တော့ကျွန်တော်မနေ့ရောက်ရင်ဟိုဘက်ကိုသွားမယ် let's go ကျွန်တော်ဟိုဘက်ကိုရောက်ပြီအမှကျွန်တော်ဟိုပစ္စည်းယူလိုက်တော့ကျွန်တော်မကောင်းတဲ့ပစ္စည်းရရတယ်rightကျွန်တော်အဲ့ video record တင်ဝင်ကျွန်တော်ပြီးသွားတာဗောနော်အဲ့တော့ဒီအိမ်ကဘာအိမ်ကြီးလဲမသိဘူးဗျအိုးမိုက်လေဒီမှာကျွန်တော်ပုံးခူလို့ရတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ဒီမှာ chest မရှိတာတော့စိုးတယ် chest ရှိရင်တော့ပြီးသွားပြီကျွန်တော်ဒီဘိုင်ဝါနဲ့ကြီးရတယ်ပြောမှာပေါ့နော်ညဘက်ဆိုဒီနာအရန်မောင်နေပေါ့နော်
အဲ့တော့ကျွန်တော်ဒီဘက်ချမ်းအောင်ချိုးဟိုအိမ်နဲ့တူတူပဲဆိုတော့ကျွန်တော်မရှိတော့ဘူးထင်တယ်အဲ့တော့ရဲ့ကျွန်တော်တို့တွေညဘက်လေးရောက်တော့မယ်ဆိုတော့အိမ်ပြန်လာအောင်မယ်ကျွန်တော်အခုဒေး20လောက်ရှိနေပြီဘာလို့ညာလို့လဲအိုးဟိုကောင်းနေစကန်မတော့ခင်ကျွန်တော်တို့ရင်တို့တသားလေးယူလိုက်ရအောင် let's go okay အဲ့တော့ကျွန်တော်အကောင့်တွေကိုကျွန်တော်တကောင်နဲ့ဖြည့်ရှင်းမယ်အိုးဟိုမှာ show ပြီးသား show ပါပြီကွာဟုတ်တယ်ဟာ show နေပြီးသားဟာ what the fuck ညဘက်ရောက်နေပြီ no ရောက်စီကွက်ငါ့ကိုကြားနေဘူးကွာကြားနေကဘာလို့လဲအေးရောက်ရေကစိတ်ညစ်တယ်ဘာတော့ကအဲ့တမင်းရောက်ချလာတမင်းတော့ခွင့်တယ်အဲ့ဒီဟိုဗာလဲစီကွက်ကြီးရောက်ချလာတော့ကျွန်တော်အမှလှုပ်လို့မရဘူးလေအဲ့ဟိုကညီမတို့ကျွန်တော်ဝင်ချပါနှစ်ကောင်းတော့ဟိုကျွန်တော်ရဲ့တူဆိုဘဲတွေဝေးရကျွန်တော်လာခဲ့မယ်လို့ပြောတယ်ဗောနော်အဲ့တော့သူကြောက်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်ဒီမှာတအောင်လိုက်လာခံလိုက်ရတဲ့အတွက်သူလည်းထုတ်ပြေးသွားတာလေသူမနက်မှလာခဲ့မယ်လို့ကျွန်တော်မနက်မှလာခဲ့လို့ကျွန်တော်တို့ပြောလိုက်တယ်ဗောနော်အဲ့တော့သူမနက်ကျရင်တော့ကျွန်တော်လာခဲ့ပါမယ်ခင်ဗျာအဲ့တော့ let's go မနေ့တော့ရောက်ပြီဆိုတော့သူကောက်လာခဲ့မယ်တဲ့ကျွန်တော်ယူလာနေပြီလားမသိကျွန်တော်မသိသေးဘူးအိုးလာနေပြီ okay bro comeအဲ့ပဲကျွန်တော်အဲ့လိုက်ပါနော်ရော့ okay ရော့ရပြီအဲ့တော့ bro ရဒီနေ့မှမိုးရပြီးတော့ကျွန်တော်တို့အမတခါတည်းမိုးရိုးဖြစ်ပါတယ်တဲ့ငါစိတ်ညစ်တယ်ဟိုဘေးရှိတယ် bro လာမကင်းနေချအကုန်ချဟိုတ်ကောင်းတယ် bro ကဲလေး bro ကဲလို့ bro ကဲဘာလဲယူလေးကျွန်တော်ဘာလဲရှိတယ်လေမမလည်းဘာလဲရှိရမဟုတ်လား bro ကဲလို့ bro ကဲဟာရောက်ရေသူ့ကိုသူသွေးဖြည့်လိုက်ပါတယ်လို့နောက်တစ်ခုကျွန်တော်မှရှိသေးတယ်ဆိုတော့သူကျွန်တော်ရအောင်ကဲပေးဗျာလို့ပါလို့ကဲပေးပါ bro please bro ကဲပေးပါလို့ရအောင်လို့ရောက်ကြီးကောင်းလိုက်တာ the best euro ကြီးပါကွာဒီရွေးရကျန်းထော်နေတာပဲရောက်ကြီး okay ပါအဲ့တော့ဒီပဲကျွန်တော် bro တဲ့ရောက်ကြီးဘာလုပ်မှလဲဟာထွက်သွားပြီဟာရောက်တော့တကောင်နဲ့ထားပါကျုံ